John Terry ကပုံနေသူ့ကိုကျွန်တော်တို့ကရှားမယ်အရင်တွေ့တဲ့လူက John Terry နဲ့ question answer လုပ်ခွင့်ရှိတယ် John Terry yeah fantastic goal သူ့ကိုတွေ့ချင်းဆိုကျွန်တော်ပြေးဖက်လိုက်တယ်ဘာလို့လဲဆိုအစလက်ဆွဲနှုတ်ဆက်မလို့လှုပ်ထားတာဗျာလက်ဆွဲနှုတ်ဆက်မလို့လှုပ်ထားရင်းနဲ့ဘလိုဖြစ်ပြီးတော့ပြေးဖက်မိသွားလည်းမသိဘူး John one more it's John Terry yeah 3 what an extraordinary end to the game Okay ဆိုတော့ဒီနေ့ကတော့ Chelsea အသင်းရဲ့တက်ကစ်အမဲအောင်အကြောင်းကိုကျွန်တော်ချက် review လုပ်ကြည့်မယ်ပြီးတော့ DJC ရဲ့ဒီဘက်ကစာအုပ်ရဲ့ပွဲလက်မှတ်ရဲ့မှာ John Terry ရဲ့ signature ရလာတဲ့အကြောင်းကိုလည်းချက်ပြောကြည့်လိုက်အောင် let's go okay ဆိုတော့ပထမဆုံးအနေနဲ့ဒီတက်ကစ် jersey ရဲ့ဝယ်ဖို့ plan မရှိဘဲနဲ့ဝယ်ပစ်ခဲ့တယ်ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဒီ jersey ကိုဝယ်ဖို့အရင်တော့မေးဘူးတယ်ဒါပေမဲ့ဒီက sport ဆိုင်တွေမှာအကုန်လုံးက sold out ဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီကကြတော့ John Terry နဲ့တွေ့ရမယ်ဆိုပြီးတော့ကျွန်တော်ဆက်တွေ့ရပေါ့နော်အဲ့ချိန်မှာကျွန်တော် John Terry ရဲ့လက်မှတ်ကိုယူမယ်ဆိုပြီးတော့စဉ်းစားထားတယ်ပေါ့နော်ဒါကျွန်တော်မှာဒီ John Terry ရဲ့နောက်ဆုံးပွဲကိုတွားကြည့်ထားတဲ့လက်မှတ်ရှိတယ်အဲ့ရဲ့ magazine ရှိတယ်ပေါ့နော်ဆိုတော့ဒီရဲ့ဟာမှာကျွန်တော်လက်မှတ်ထိုးခိုင်းဖို့ idea ရတယ်နောက်တစ်ခုကကျွန်တော်သူ့ရဲ့လက်မှတ်ကို jersey တစ်ခုမှထိုးပြီးတော့ကျွန်တော် frame လုပ်ချင်တယ်ပေါ့နော်ကျွန်တော်ဒီအနောက်က frame လိုမျိုးပဲကျွန်တော် frame ကြီးလုပ်ပြီးတော့ဒီ jersey ကိုထည့်မယ်ပေါ့ထည့်ပြီးရင်ဒီလက်မှတ်တွေသူနဲ့ရတဲ့ပုံတွေကိုစီပြီးတော့ frame ကြီးတစ်ခုလုပ်ဖို့ idea ရလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ချက်ချင်းပဲအားကစားဆိုင်တွေကိုဆက်တယ်ဆိုတော့ကျွန်တော်ဆက်တာ9ဆိုင်6ဆိုင်လောက်ရှိတယ်ပေါ့နော်ဆိုတော့9ဆိုင်6ဆိုင်လောက်အကုန်လုံးက sold out ဖြစ်နေတယ်ဒါပေမဲ့ Vivo City ကတစ်ဆိုင်ကကြတော့သူတို့လက်ထဲမှာတော့ရောက်နေပြီဒါပေမဲ့ရောင်းဖို့အတွက်ကို permission မကြသေးဘူးပေါ့ဆိုတော့ okay ဒါပေမဲ့ငါက3နာရီကြာရင်တော့ဟိုဘက်ကိုသွားရမှာပေါ့ဆိုတော့မင်းတို့ငါ့ကိုတစ်ချက်အကြောင်းပြန်ပြီးဆိုတော့ तू ကနိုင်ဝက်တနိုင်လောက်နေပြန်ဆက်တယ်ကျွန်တော်တို့ဆက်တဲ့အချိန်ကတနာရီခွဲနေတနာရီခွဲဆိုတော့3နာရီဟိုဘက်ကိုသွားမှာဆိုတနာရီခွဲပဲရှိတော့အဲ့နဲ့မဆောင်တော့ပဲသူတို့ရှိကိုတခါတည်းသွားပြီးတော့အမှနေ့ရက်စာစားပြီးတော့ခဏဆောင်လိုက်ပြီးတော့2နာရီကြော်လောက်ပေါ့2နာရီကျော်လောက်မှာသူတို့ဆိုင်အောင်ချက်သွားလိုက်တော့ကန်ကောင်းထောင်းမဆိုတာနဲ့သူတို့တခါတည်းချိန်ထားပြီဆိုင်မှာအမြင်ပျော်သွား okay သူချင်းနဲ့တက်ကစ်တော့ရပြီနာမည်ထိုးမယ်ဆိုပြီးတော့ပတ်စံတွေပဲပေးပြီးတော့9မိနစ်လောက်စောင့်ရရောလဲဆိုတော့သူကနာမည်ကို heat up လုပ်ရအောင် heat up လုပ်ပြီးတော့ press ပြန်ဖိရတာဆိုတော့မှတခါတည်းစောင့်ပြီးယူလိုက်တယ်ဒီကစီကို Terry နာမည်နံပါတ်နဲ့ယူလိုက်တယ်ဟုတ်လဲဆိုတော့ဒါအမှတ်တရသိမ်းမယ်ဆိုပြီးတော့ယူရချက်နဲ့ပေါ့နော်တခါတည်းဝယ်လိုက်တာပေါ့ဆိုတော့ဒီ jersey ရဲ့ detail လေးကိုချက်အရင်ကြည့်လိုက်အောင် okay ဆိုတော့ပထမဆုံးတော့ဒီ jersey မှာဒေးထားမိရတော့ဒီ logo ပေါ့နော်ဒီ logo က Chelsea အသင်းရဲ့2004-2005လောက်ကဒါ old school logo ပေါ့နော်ဒါတကယ်လုံးက classic design တကယ်ကိုမိုက်တယ်သူ့ရဲ့ခြေတိုးကလည်းတော်တော်လေးကိုတက်ရက်တယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ design ပေါ့နော်ဒီခဲရောင်ရယ်ပြာရောင်ရယ်အမဲရောင်ရယ်ကိုသုံးခုကိုဖောက်ထားတာတော်တော်လှတယ်နောက်ပြီးတော့ဒီမှာ90ဆိုပြီးတော့အကြီးတစ်ခုပါတယ်ဒီဇိုင်းကတော့ရိုးရှင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင် classic ပုံစံသွားတာဆိုတော့ထွေစုဒီဇိုင်းချုပ်နေတာအများကြီးမပါဘူးဒါပေမဲ့တော်တော်လေးငြိမ်နေပြောလို့ရတယ်ဒီခဲနဲ့အမဲနဲ့ကိုဖောက်ထားတာလေးကတော်တော်လေးသဘောကျဖို့ကောင်းတယ်ဒါဒီရှေ့မှာတော့ Chelsea အသင်းရဲ့2003-2004အဲ့ဝန်းကျင်လောက်ကဒါ old school logo ပေါ့နော်ဒီဇိုင်းကတော့ရိုးရှင်းတယ်အမဲရောင်ကိုခဲအောင်နဲ့ပြန်ပြီးတော့ဖောက်ထားတယ်ပြီးဒီမှာအနားတက်လေးတွေကိုသူတခါတည်းအပြာလေးနဲ့ပြန်ကော်ပေးထားတာတော်တော်လှတယ်ကျွန်တော်တို့အရင်တော့ old school ဘိုက်ပုံစံမျိုးကိုပြန်ရတယ်ပေါ့နော်ဆိုတော့လက်မောင်းမှာလည်းသူကအဲ့ပုံစံနဲ့လက်မောင်းဘက်ကိုအပြာလေးနဲ့ပတ်ပြီးတော့ဒီမှာခဲအောင်နဲ့အမဲအောင်နဲ့ကိုပြန်ပြီးတော့ mix လုပ်ထားတာလေတော်တော်လေးမိုက်ဆိုတော့ဒီမှာက engineering design ပါမယ်ဒါကထုံးစံတိုင်းပဲပေါ့သူတို့ရဲ့ name tag တွေပါမယ်ဒီမှာကျွန်တော်အနောက်ကိုချက်သွားကြည့်လိုက်အောင်နောက်မှာတော့ကျွန်တော်တို့ရဲ့ legend ကြီး John Terry နာမည်ကျွန်တော်ထိုးထားတယ်နံပါတ်ထိုးထားတယ်ဒီမှာသူ့ရဲ့ signature ပါတယ်ပေါ့နော်ဒီ signature ကိုကျွန်တော်ဒါ frame လုပ်မယ်ပေါ့နော် frame လုပ်ပြီးတော့သူ့ရဲ့လက်မှတ်ရဲ့သူနဲ့ရိုက်ထားတဲ့ပုံရဲ့ကိုခါတဲ့အမှကတ်ပြီးတော့ကျွန်တော် frame ကြီးလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီ jersey ကိုကျွန်တော်ဝယ်ခဲ့တာဆိုတော့ဒါကျွန်တော်ဝတ်တော့မပြတော့ဘူးဒီ jersey ကျွန်တော်ဝတ်တော့မွေးလိုက်ရအောင်ကျွန်တော်ဝယ်ပြီးတာနဲ့တခါလေသူ့စီကိုတွားပြီးတော့အမှသူ့ရဲ့ signature ရအောင်ယူလာဆိုတော့ကျွန်တော်ဝတ်တော့မွေးလိုက်ရအောင်ဒီ jersey ကဒါပေမဲ့တန်ပါတယ်ဒါ John Terry ရဲ့လက်မှတ်ရထားတာဆိုတော့ okay ပြီးတော့နောက်တစ်ခုကဒီစာအုပ်က John Terry ရဲ့နောက်ဆုံးပွဲပေါ့နော် Sunderland နဲ့ပွဲမှာသူတို့ရောင်းခဲ့တယ်ရောင်းတော့ကျွန်တော်ဝယ်ထားတယ်အမှတ်တရဖောက်တော့မဖောက်ရသေးဘူးအခု John Terry လာမယ်ဆိုမှကျွန်တော်တခါတည်းအဲ့ဒါဖောက်လိုက်တယ်ဖောက်ပြီးတော့သူ့ဒီမှာလက်မှတ်ထိုးခိုင်းလိုက်တယ်ပေါ့ဆိုတော့ဒီမှာသူက John Terry နောက်ဆုံးနှုတ်ဆက်ပွဲမှာ Chelsea တင်းကထုတ်ပေးထားတယ်သူ့အတွက်စာအုပ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီ Sunderland နဲ့ပွဲမှာတော့ကျွန်တော်ဝယ်ခဲ့တဲ့စာအုပ်လေးတစ်အုပ်ပေါ့နော်ဆိုတော့ဒီမှာသူ့အကြောင်းတွေပါတယ်အဲ့မှာသူလက်မှတ်ထိုးပေးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုတော့ဒါကပွဲလက်မှတ်ပေါ့နော်ပွဲလက်မှတ်အဲ့ပွဲလက်မှတ်ရဲ့အဲ့ပွဲမှာသူတို့ရောင်းတယ်ဒီ magazine ပေါ်မျိုးပေါ့နော် John Terry အကြောင်းဒီစာအုပ်ကိုမြင်တော့သူတော့အံ့ဩရတယ်ဟာတဲ့ဒါငါနောက်ဆုံးပွဲတော့စာအုပ်ပဲအဲ့ဟုတ်တယ်လို့ငါလာကြည့်တာဆိုပြီးအဲ့ထဲမှာကျွန်တော်သူ့လက်မှတ်တွေပဲကြားတယ်သူကမှ wow တွေဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ပြောတယ်ဟုတ်တယ်လို့ငါအဲ့ main နောက်ဆုံးပွဲကိုငါလာကြည့်ခဲ့တာလို့ဒီနေ့ကျွန်တော်လည်းမစကားတွေပါပြောဒါပေမဲ့ကျွန်တော်မမီတော့ဘာတွေပြောခဲ့မှန်းမရင်းနေရန်ခုန်နေပြီးတော့
ပြောတော့နေတယ်သူ့ကိုတွေ့ချင်းဆိုကျွန်တော်ပြေးဖက်လိုက်တယ်ဘာလို့လဲဆိုအစလက်ဆွဲနှုတ်ဆက်မလို့လှုပ်ထားတာဗျာလက်ဆွဲနှုတ်ဆက်မလို့လှုပ်ထားရင်းနဲ့ဘလိုဖြစ်ပြီးတော့ပြေးဖက်မိသွားလည်းမသိဘူးအဲ့မဲ့သူကလည်းပြန်ပြီးတော့ကျွန်တော်ကိုပြန်ဖက်တယ်သဘောတော်ကောင်းတယ်စကားပြောတာလည်းတကယ်ဖော်ယူတယ်ပေါ့နော်ဆိုတော့အမှသူကျွန်တော်ဒီ magazine မှာ sign ထိုးပေးသွားတယ်ပေါ့ဆိုတော့ magazine ထဲမှာဘာတွေပါလဲချက်ကြည့်လိုက်အောင်ဆိုတော့အရင်ဆုံးအထဲမှာတော့ဒါသူ့ရဲ့ဒါ player တစ်လျှောက်ပေါ့နော် player တစ်လျှောက်ဒီတက်ပုံတွေပါတယ်ပေါ့နော်ဒါဆိုတော့ဒုတိယ page မှာဆိုရင်the life of a legend ဆိုပြီးသူ့ရဲ့အကြောင်းကိုဒါ brief ရေးထားတဲ့စာမျက်နှာပါတယ်ပေါ့နော်နောက်ပြီးကြတော့နောက်တစ်ရွက်မှာဆိုရင်ဒါသူနဲ့ interview ထားတဲ့အကြောင်းတွေပါတယ်ပေါ့နော်နောက်ပြီးကြတော့ okay ဒါကတော့ John Terry ကိုနှုတ်ဆက်စကားပြောထားတဲ့ Chelsea တင်းရဲ့ player တွေ manager တွေ legends တွေရဲ့အကြောင်းတွေပေါ့နော်ဆိုတော့ဒါကတော့သူငယ်ငယ်တော့ကနေပြီးတော့ achievement ရလာတဲ့အကြောင်းလေးတွေပေါ့ဆိုတော့ဒါသူ့အတွက်ကို special ထုတ်ပေးထားတဲ့ Chelsea တင်းရဲ့စာအုပ်ပေါ့နော်ဒါသူနောက်ဆုံးသူက Sunderland နဲ့ဒီ Premier League ကမြောက်တဲ့ပွဲမှာ Stamford Bridge မှာရောင်းတဲ့စာအုပ်ပေါ့နော်ဆိုတော့ဒါသူ့ရဲ့ Chelsea တင်းမှာရရှိခဲ့တဲ့ stats တွေပေါ့နော်ဒါ player တွေရတဲ့အကြောင်းတွေဒီဘယ်နှပွဲကစားရတယ်ဆိုတဲ့အကြောင်းတွေပေါ့ဆိုတော့နောက်ဆုံးမှာတော့သူ့ရဲ့ဒါနှုတ်ဆက်တဲ့ပုံတွေ player အောင်မှန်းခံတဲ့ပုံတွေနဲ့တင်ထားတယ်ပေါ့ဆိုတော့ဒီစာအုပ်လေးမှာကျွန်တော်ကိုသူကလက်မှတ်ထိုးပေးသွားတယ်ပေါ့နောက်တစ်ခုကတော့ဒါအဲ့ဒီပွဲလက်မှတ်ပေါ့နော်ဒါ Chelsea vs Sunderland Chelsea ရဲ့ Sunderland တင်းနဲ့Stamford Bridge ကွင်းမှာเนาะနောက်ဆုံးပွဲကန်ခဲ့တဲ့လက်မှတ်ပေါ့နော်ဆိုတော့အဲ့လက်မှတ်ကိုကျွန်တော်အခုတင်ထားခဲ့တာပေါ့နော်အမှတ်တရတိုက်ဆိုင်ပဲဒါသူကိုယ်တိုင်လက်မှတ်ပြန်ထိုးပေးသွားတယ်ဆိုတော့ဒီ jersey ရဲ့ဒီ magazine ရဲ့ဒီလက်မှတ်ရဲ့သူနဲ့ရထားတဲ့ပုံရဲ့ဒါတွေကိုကျွန်တော် frame တွင်းမယ်လို့တော့ဒါစိတ်ကူးထားတယ်ပေါ့နော်သူနဲ့ပတ်သက်တဲ့အကြောင်းလေးချက်ပြောအောင် John Terry ကဒီ Bing X ကနေလုပ်တဲ့ cryptocurrency ပွဲကိုစင်ကာပူမှာလာတက်တာပေါ့နော်တက်တာနေပြီးတော့ Bing X ကနေပြီးတော့ဒီ Chelsea fan တွေကိုသူကပြန်ပြီးတော့ arrangement လုပ်ပေးတာပေါ့လူအများကြီးမဟုတ်ဘူးအဲ့ group နည်းနည်းလေးကိုပဲ meet up လုပ်ပေးတဲ့သဘောမျိုးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ John Terry ကို sign ထိုးဖို့အတွက်ကိုဒီ jersey ကိုကျွန်တော်ရအောင်ပြေးဝယ်တယ်ပြီးတော့ကျွန်တော်ခါလေးနာမည်နံပါတ်တွေပါတစ်ခါလေးတန်းထိုးလာတယ်ပြီးတော့ကျွန်တော်မှရှိတဲ့ဒီ magazine နဲ့ပွဲလက်မှတ်ကိုတစ်ခါလေးကျွန်တော်ထည့်သွားတယ်ပေါ့အဲ့ဒီမှာနောက်ပြီးတော့သူတို့ချိန်တဲ့နေရာကိုရောက်တော့သူကမရှိဘူးဆိုကျွန်တော်10ရောက်လောက်ရှိမယ်ဂိမ်းကစားရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ John Terry ကပုံနေမယ်သူ့ကိုကျွန်တော်တို့ကရှားမယ်အရင်တွေ့တဲ့လူက John Terry နဲ့ question answer လုပ်ခွင့်ရှိတယ်ဆိုတော့ question answer က2မျိုးမင်းမယ်ပထမတစ်မျိုးက Chelsea အကြောင်းဒုတိယတစ်မျိုးက cryptocurrency အကြောင်းပေါ့ဒီ2မျိုးလုံးကိုမှန်ရင် Bing X ကပေးတယ် Chelsea နဲ့ Bing X ရဲ့ training gate ကိုရမယ်ပေါ့ဆိုတော့အဲ့မှာကျွန်တော်10ရောက်လုံးကအဲ့ဒီတရားအောက်မှာနေကြတယ်အဲ့မှာ तू ကသူတို့ဒီ walkie talkie ပါနေ okay John Terry က ready ဖြစ်နေပြီအဲ့ချိန်တတိထားမိလားမသိဘူး Chelsea တင်းရဲ့ story နဲ့ John Terry ရဲ့ story မှာ तू ဘယ်ရောက်နေပြီဆိုပြီးတော့ story တင်ထားတယ်ဆိုအဲ့ story ကိုကြည့်ပြီးတော့ကျွန်တော်ခန့်မှန်းပြီးတော့ John Terry ကိုလိုက်ရှာရတာပေါ့အဓိကတော့ for fan ပေါ့နော်ဒါပျော်အောင်လို့အားလုံးပြေးလွှားပြီးတော့ရှာကြတဲ့ပုံဒါပေမဲ့နောက်ဆုံးမှာတော့အားလုံးနဲ့တပ်ပုံရိုက်ခွင့်ရှိတယ်စကားပြောခွင့်ရှိတယ်ပေါ့နော်ဒါ तू ကပထမဆုံးတွေးတဲ့လူကြတော့ဒီ questions လေးတွေဖြေခွင့်ရှိတယ်ပြီးွားရင် price တွေပေးတဲ့သဘောမျိုးပေါ့ဒီ Bing X ကနေပြီးတော့ဆိုတော့အဲ့လိုမျိုးနဲ့ John Terry ရဲ့လက်မှတ်3ခုရခဲ့တယ်သူနဲ့တပ်ပုံလေးတွေရခဲ့တယ်ပေါ့ Hi, how are you? Video, you want to? Yeah. Can you help me sign this? Yeah. You can start to move around. There is one. Okay. So this is the last ever game. Yeah, I think we match now. Did you go? Yeah. Yeah. Can my friends with the GoPro inside the GoPro? I want to. Oh my god, man! I will. I see you guys again. Please come back again. I'll frame it for sure. Yes. Thank you very much. Thank you. Appreciate that. ဆိုတော့ဒါဒီနေ့က jersey ကို review လုပ်ရင်းနဲ့ဒါသူနဲ့အကြောင်းလေးတွေပြန်ပြီးတော့ sharing ပြန်လုပ်ပေးတာပေါ့နော်အားလုံးလည်းအပျော်တွေကူးဆက်ကြလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အားလုံးကျေးဇူးပါChelsea!